ရှိပါတယ်မဖဲဝါတော့တကယ်ရှိပါတယ်မဖဲဝါတကယ်ဖြစ်ခဲ့တယ်တော့မဖဲဝါကအကုသို့ဟိတ်အမတန်ကြီးတော့သူအရှင်လက်လက်ကနေပြီးတော့သူဒီတရေဘဝကိုပြောင်းလာတစိတော့မကဘူးသူတရေပေါ့သူ့ကိုကြီးကလည်းအရှင်လက်လက်ကနေပြောင်းသွားတာသူ့ကိုဥစ္စာမဲ့တာသူကတော့ကွင်းမာကြီးပေါ့အခုလူတွေတင်းတင်နေကွင်းမာကြီးမဖဲဝါအကိုကြီးပေါ့သိသွားတဲ့အခါကျတော့သူ့ဒီခေါင်းနဲ့ထည့်မြုပ်တာတကယ်ကသူကမသိဘူးညောတယ်ခေါင်းနဲ့ထည့်မြုပ်တဲ့အခါကျတော့သူ45ရဲ့ပြည့်တဲ့အခါကျလူတွေကမြုပ်တာတော့သူကအဲ့ဒီမှာခေါင်းထဲကနေပြီးတော့ခေါင်းမှာဖွင့်ထွက်လာတယ်မဖဲဝါအပြင်ပြန်ရောက်လာတယ်မဖဲဝါကာမစိမ့်တီတစ်ခုတော့သူ့မှာရှိတဲ့အစိမ့်တန်းတစ်ခုရှိတဲ့နော်ဒီတရေတကောက်မှာပဲအဲ့တော့သူပုံစံသွင်းပြောင်းနိုင်တဲ့သဘောတွေ့ရတယ်နော်လူတွေထင်ဆိုတော့လူတွေဒုက္ခပေးတယ်မဟုတ်ပါဘူးသူကသူနေတာပါဆရာစီထနာပါပဲဆရာငယ်ကလေးက22နှစ်သားလောက်တည်းကကျူရှင်သင်လာခဲ့တာဆိုတော့ကလေးတွေနဲ့ပဲဆရာအချိန်တော်တော်များများမှာသူတို့နဲ့ထိတွေ့နေထိုင်ပြီးတော့သူတို့ပြောတာတွေလည်းနားထောင်ဖို့လေဆရာလည်းပြောပြဖို့အဲ့လိုနဲ့စာသင်ရင်းနဲ့ဆရာနှစ်40ကျော်လောက်ရှိသွားပြီပေါ့အခုဆိုရင်နော်46နှစ်လောက်ရှိပြီစာသင်တယ်အခုလည်းသင်နေတော့မယ်အဲ့တော့ဒီကလေးတွေရဲ့စန္ဒပေါ့ကြည်ရင်ကြည်နေကလေးတွေကစာဖတ်နေလာစာဖတ်နေလာဆိုတာပထမချက်ကတော့ဒီစောင်းအငားဆိုင်လေးတဖြည်းဖြည်းပျောက်သွားတယ်ဆိုတော့သူတို့ဘက်ကလည်းမှားမရှိပါဘူးငှားပြီးတော့ဖွင့်ရတဲ့နေရာတွေကဈေးတက်လာတယ်အဲ့လိုပဲစာအုပ်တွေကလည်းတဖြည်းဖြည်းနဲ့အကြောင်းမျိုးနဲ့ဈေးတွေကတအားတက်လာတယ်ဆိုတော့သူတို့ဒီလုပ်ငန်းပေါ်မှာသိပ်ပြီးတော့အကျိုးမြတ်မလဲပတ်နိုင်တော့ဘူးပေါ့ရက်တီဖို့တော့ခက်လာတယ်အဲစာအုပ်ဆိုင်ကြီးကတဖြည်းဖြည်းဖြုတ်လာတယ်အဲ့ဒီကမှကလေးတွေကလည်းစာဖတ်နေလာတယ်စာအုပ်အလွယ်တကူမရတော့ဘူးပေါ့အဲ့ဒီကမှကလေးတွေဖတ်ချင်တဲ့ဒီ horror line ပေါ့အဲ့ဒါလည်းပိတ်ထားတာဟုတ်နောက်ကြတဲ့ခါကျတော့သူတို့2010လောက်မှာစာပေစီစီရေးကိုနော်ဖြတ်သိမ်းပလိုက်ပြီးတော့လွတ်လပ်လပ်ရေးခွင့်တွေပေးလာတယ်ကလေးတွေဝယ်ဖတ်နိုင်ပါစေဆို900တန်လေးကြီးရှာရိုက်ထုတ်ပေးလိုက်အဲ့စေရနာလေးကတော်တော်ကလေးတွေထိရောက်သွားတယ်ကလေးတွေကလည်းစာပြန်ဖတ်ကြတယ်သူတို့မဖဲဝါဒီ horror line လေးတွေသူတို့အရင်စိတ်ဝင်စားတော့သူတို့ပြန်ဖတ်ဖြစ်လာတယ်ဆရာဗီဇပဲငယ်လေးတွေကနေပြီးတော့အရင်ဆဆဆူနိုင်တာပေါ့လေဆရာဝတ္ထုတော့တာတီဇက်ကောင်လေးကရေးထားသလိုပဲဘယ်ရွာမှာပိုးထီလို့ရဲဆိုရင်တာတီကအရင်ဆုံးသွားကြည့်တယ်အဲ့လိုပေါ့ဘယ်ရောက်မှတော့လူတယောက်ကကျိုးဆက်ချသေးလို့ဆိုရင်တော့တာတီကအရင်ဆုံးသွားကြည့်တယ်အဲ့လိုဆက်စုစိတ်ကလေးတွေပေါ့ဘယ်အပင်မှာတရေရှိရဲဆိုရင်အဲ့ဒီအပင်ကိုသွားရစ်သည်သွားကြည့်ပေါ့မော့ကြည့်အဲ့လိုမျိုးကြီးကအာဟိဝါဒနာပါခဲ့တာအဲ့ဒီဝါဒနာအရင်ခံပြီးတော့ပဲဒီတာတီဇက်ကောင်လေးကိုရှိပါတယ်မဖဲဝါတော့တကယ်ရှိပါတယ်မဖဲဝါတကယ်ဖြစ်ခဲ့တာပဲဒီလက်ဗရန်ဘက်ကအင်းကြီးတစ်ခုကနေနော်သူအကိုဥစာမဲ့ဒါနဲ့နာမည်ပြောင်းထားတာပေါ့သူ့နာမည်ကမတ်ပဲဝါအဲ့ဒီကနေတော့လူတွေကမတ်ပဲဝါလို့ခေါ်တာသူ့နာမည်ကမတ်ပဲဝါဟုတ်တယ်သူ့ရဲ့မူရင်းအသွင်တရံကတော့ရှိကျင်လည်းရှိမှာပေါ့ဒါပေမဲ့ဖဲဝါကာမစိမ့်တီတစ်ခုတော့သူ့မှာရှိတဲ့အစိမ့်တန်းတစ်ခုရှိတဲ့နော်ဒီတရေတကောက်မှာပဲအဲ့တော့သူပုံစံသွင်းပြောင်းနိုင်တဲ့သဘောတွေ့ရတယ်နော်လူတွေထင်ဆိုတော့လူတွေဒုက္ခပေးတယ်မဟုတ်ပါဘူးသူဟာသူနေတာပါသူ့ရဲ့အသွင်တရံကတော့အဲ့ဒီမှာသူကဒီဘယ်လောကဘိုင်းမှာပေါ့လေဆရာတိတလောက်တော့သူတို့အစိမ့်နေခွဲတာဆိုတော့ဥပမာဆိုဒေဝီအဆင့်ရှိမှာဒေဝီအဆင့်
ဒါတော့တော်တော်မြင့်တော့ဒေဝီအဆင့်ဒါမေတော်လို့ခေါ်ကြတော့ဒေဝီရဲ့အောက်မှာလဲသူဟာသူအဆင့်နေရှိတာပဲအဆင့်နေရှိတယ်တချို့ကြတော့ရှင်မခေါ်တယ်ရှင်မဆိုဥပမာဆိုတော့ရှင်မတောင်ကြားဘူးမဟုတ်ပေါ့ရှင်မတောင်ဒါမရွှေဦးလို့ဆိုရင်ဒါတောင်မိုင်ရှင်မလို့ခေါ်တာသူကရှင်မ level ပေါ့ရှင်မ level တခုရှိတယ်အဲ့လိုပဲသူ့အဆင့်နဲ့သူပေါ့ဒီလိုရှိတာမပြောပါလေသူ့မှာအဆင့်တစ်ခုတော့ရှိလိမ့်နောက်မဖဲဘွားကအကုသို့ဟိတ်အမတန်ကြီးတော့သူအရှင်လက်လက်ကနေပြီးတော့သူဒီတရေဘဝကိုပြောင်းလာတဆိတော့မကဘူးသူတရေပေါ့သူ့ကိုကြီးကလည်းအရှင်လက်လက်ကနေပြောင်းသွားတာသူ့ကိုဥစ္စာမဲ့တာသူကတော့ကွင်းမိုင်ကြီးပေါ့အခုလူတွေတင်းနေတဲ့ကွင်းမိုင်ကြီးဆိုမဖဲဘွားအကိုကြီးပေါ့သူတို့အင်းလောက်ကြတာဟိုအင်းလောက်တော့ငားတွေဒါအရှင်လက်လက်မီးတိုက်တယ်ဘာလို့တယ်ဒီအကုသို့ကြီးပေါ့မဖဲဘွားလည်းဒူဒူပေါ့လေမောင်နှမနှစ်ယောက်သူလောက်ကြကိုင်းညဒီအကုသို့ကြောင့်သူသေသွားတဲ့ခါကျတော့သူ့ဒီခေါင်းနဲ့ထည့်ပြီးမြုပ်တာတကယ်ကသူကမသေးဘူးမျောတယ်ခေါင်းနဲ့ထည့်မြုပ်တဲ့ခါကျတော့သူ45ရက်ပြည့်တဲ့ခါကျလူတွေကမြုပ်တာတော့သူကအဲ့ဒီမှာခေါင်းထဲကနေပြီးတော့ခေါင်းမှာအကုန်ပွင့်ထွက်လာတယ်မဖက်အပြင်ပြန်ရောက်လာသူအရှင်လက်လက်ကနေပြီးတော့တရေဘဝကိုကူးသွားတာသူအကုသို့ဟိတ်တယ်ဒါပေမဲ့လေမဖက်မှာသူကစိတ်ထားပေါ့လေသူ့အကိုနဲ့စားလို့ရှိရင်သူကစိတ်ထားမဆိုးအကိုကအင်းလို့သူကမင်းဘေးရှောင်ရင်းနဲ့ပုံနေကြတာအင်းလို့တဲ့ခါကျတော့သူလည်းလောက်ရတော့ပေါ့ဒီလိုပဲရှိတယ်ဒါသူ့စိတ်တော်ကဒီအကုသို့ခုံမင်းမရှိခဲ့ဘူးနောက်ကုသို့ကောင်းမှုတွေလည်းသူတတ်နိုင်သမျှလုပ်တယ်သူ့ကိုမရှိတော့တဲ့အချိန်မှာပေါ့အဲ့ဒီမှာသူနော်တကယ်ကိုသူကဖြစ်ပြီးတော့တန်ဝေကရပြီးတော့သူကုသို့ကောင်းမှုတွေလုပ်တော့သူကကုသို့ကောင်းမှုဟိတ်လဲပါတယ်အဲ့မဖဲဝါသူဘွားချက်ချင်းကူးသွားတယ်ဒါသူ့မှာဘွားအဆက်ကပေါ့သူလှုပ်လာခဲ့တဲ့ကုသိုလ်ကောင်းမှုတွေလည်းရှိသေးတာဟုတ်အဲ့ဒါလေးတွေနဲ့ပေါင်းပြီးသူ့မှာသိတိတို့မဟိတိတို့တော့မဟုတ်ဘူးပေါ့ကာမစိတ်တိပေါ့ဒီကံကနေပါလာတယ်အစွမ်းတစ်ခုပေါ့သူ့မှာရှိဘာပြောတာမန်တရေတဲ့စီတော့မဟုတ်ဘူးအဲ့ဒီလိုရှိတဲ့ခါကျတော့ तू ကဂျန်တဲ့သူတွေဆိုင်တော့သူ့မှာအစွမ်းရှိတယ်သူ့ရုပ်ကိုလည်းသူပြောင်းနိုင်ပြင်နိုင်ဖန်တီးနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါတခု तू ကတခြားတရေတပတ်တဲ့ထူးကြတော့ပေါ့သူ့ရုပ်ကို तू ပြင်နိုင်ပြောင်းနိုင်တာရှိတယ်တာဒီနဲ့တွေ့တဲ့အခါတွေမှာအမြဲတမ်းတရေတစေကြီးလို့ तू တွေ့တာမဟုတ်ဘူးเนาะရိုးရိုးကောင်မလေးပုံစံ तू တွေ့တာရှိတယ်မဖက်ဝါ तू အဲ့ဒီလိုပြောင်းလဲနိုင်တဲ့ကာမစိတ်တိမဖက်ဝါမှာရှိတာအဲ့တော့မဖက်ဝါဟာ9ပေ10ပေ10ပေရှိတဲ့တရေမကြီးပုံစံနဲ့တွေ့တဲ့အခါလေရှိတယ်လို့အဲ့ဒီလိုပဲကောင်မလေးပုံစံဖန်တီးပြီးတော့သွားလာနေတဲ့အခါတွေလည်းရှိတယ်သူကတာမန်နဲ့တော့မတူဘူးမဖက်ဝါအဲ့တော့သူ့ဆရာဝတ္ထုတွေမှာတခါကြီးကြရင်ဟိုရှင်မဆိုပြီးဆရာထည့်ရေးတာရှိသင်္ချိုင်းရှင်မဆိုပြီးထည့်ရေးသူကကံစိတ်တစ်ခုသူရှိနေတယ်သူအကူကြီးပေးတယ်မပေးဘူးတော့ကြာတယ်မသိဘူးကြာတော့ဒီမဖဲဝါကိုယုံကြည်စေချင်တာနော်အားကိုးစေချင်တာလူတွေကကိုးကွယ်စေချင်တာမဟုတ်ဘူးဆရာအဲ့ဒီလိုအနေနဲ့ရေးတာမဟုတ်ဘူးဆရာဝတ္ထုရင်းနီးအရာဆရာသူ့ကိုထည့်ရေးတာဘာဖြစ်လို့ထည့်ရေးလဲဆိုတော့ဒီဟိုတချို့အကြောင်းအရာတွေမှာဟိုတာတီတို့ကဒါဘာကြောင့်ဖြစ်တယ်ဆိုတာမသိတော့ဘူးဒါဘာဖြစ်လို့ဖြစ်မှန်းမသိဘူးထူးဆန်းနေတော့ဖြစ်နေအဲ့ဒီခါမှာဟိုတော့ရှေးဝတ္ထုတွေရဲ့သဘောရပေါ့တရားမင်းဆင်းလာပြီးတော့ဒီကိစ္စကိုဖြည့်ရှင်းပေးသွားတယ်အဲ့လိုအပိုင်းတွေရှိတယ်ဒီဟို supernatural တွေကိုရေးတဲ့ခါကျတော့ supernatural တွေတချို့ဟာလူသိနိုင်စွာမရှိတဲ့ဟာတွေပါလာပြီလေ
အဲ့ဒီခါမှာဒီဟာကိုပြောပြဖို့အတွက်ဆရာဇက်ကောင်တယောက်လိုတယ်အဲ့ဒီအတွက်မဖဲဘွားကိုပြောပြဖို့ဆရာဒါကိုထည့်တာပါဆရာမဖဲဘွားကိုကိုးွယ်စေချင်တာနော်မဖဲဘွားကိုဟိုဖြစ်စေချင်တာအဲ့လိုရွေချမ်းနဲ့ထည့်တာမဟုတ်ပါဘူးအခုနောက်ပိုင်းတော့ဆရာလည်းအဲ့ဒီခါတွေဘာမှမလုပ်တော့တာကြာပါပြီငငယ်တုန်းကဒါသွားလာလုတ်ခဲ့တာတွေပေါ့လေအခုတော့အဲ့ငငယ်ကအကြောင်းလေးတွေကိုပြန်ပြီးတော့ဝိထုတို့ဖွဲ့ပြန်ရေးရပေါ့လေအကုန်လုံးဒါတွေကဖြစ်ခဲ့တာလားဆိုတော့မဟုတ်ဘူးလေဒီအဖြစ်အပျက်တွေအကုန်လုံးဆရာကြုံခဲ့တာတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုသူများပြောပြတဲ့အတွေ့အကြုံလေးတွေနောက်ဆရာရဲ့စိတ်ကူးနဲ့တိဆောက်တဲ့ဇက်အိမ်တွေအဲ့ဒါတွေအများကြီးပါပါတယ်ဟိုတချို့ဟာလေးတွေတော့တကယ်ကိုရီလေးတွေပေါ့ကိုရီလေးတွေပေါ့တချို့ကကြတော့လေဆရာစိတ်ကူးတွေပေါ့နောက်သူများပြောတဲ့အကြောင်းလေးတွေပေါ့အဲ့ဒါတွေအကုန်ပေါင်းရေးတာပါ